တကဘာလုံးကအမေရိကန်နဲ့အီရန်ကြားအပြစ်ရဲ့ဆဲမှုကြောင့်တပြင်းချနိုင်ပြီလို့ထင်မှတ်ခဲ့ကြတာပါဒါပေမဲ့24နာရီတော့မပြည့်ခင်ပါပဲအစ္စရေးကလက်ဘနွန်နိုင်ငံကိုအပြင်းထန်စတင်တိုက်ခိုက်ခဲ့ပါတယ်အပြစ်ခက်ရဲ့ဆဲရဲ့တဘိုးတူနီချက်ထဲမှာ Hezbollah ဖွဲ့ဝင်တွေရှိတဲ့လက်ဘနွန်မပါဝင်ဘူးလို့အစ္စရေးကအကြောင်းပြပါတယ်အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်လက်ဘနွန်နိုင်ငံတဝန်းမှာပျက်စီးဆုံးရှုံးမှုတွေအလွန်ကြီးမားနေတာကိုမြင်တွေ့ရပါသူတို့ရဲ့ရန်သူဖြစ်တဲ့ Hezbollah တွေကိုအမျက်ပြတ်ချေမှုန်းဖို့အတွက်အရင်ကထက်ပိုမိုပြင်းထန်တဲ့စစ်စင်ရေးကိုဆင်နွှဲနေတာဖြစ်ပါတယ်။ဘေရုမြို့တော်ကလေဆိပ်အနီးနဲ့လူနေဆောက်အုံတွေကိုပါပစ်မှတ်ထားပြီးအကြီးအကျယ်ပုံကျဲတဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်အနည်းဆုံးလူပေါင်း254ဦးသေဆုံးခဲ့ပြီးဒဏ်ရာရသူတွေလည်းအများအများရှိနေပါတယ်။အစ္စရေးကအီရန်ကိုတိုက်ခိုက်ခုပြင်ဆင်ထားတဲ့လက်နက်စမ်းတွေကိုလက်ဘနွန်မှာအကုန်ထုတ်ထုံးလိုက်တာလို့ခန့်မှန်းနေကြပါတယ်။ Hezbollah တွေကိုဖယ်ရှားဖို့ဆိုတဲ့အကြောင်းပြချက်အပေါ်ကမ္ဘာနိုင်ငံတွေကမေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ဘေရုမြို့လေခေါင်မှာပြိုကျပျက်စီးနေတဲ့မြင်းကွင်းတွေကကြေကွဲစရာအလွန်ကောင်းလာပါတယ်။ဒီဆုံးသူအရေးအတွက်ဟာဒီထက်မကပိုများလာနိုင်တယ်လို့ဒဏ်ရာရသူဟာလည်းထောင်နဲ့ချီရှိနေပါတယ်။ဘေရုမြို့တော်ရဲ့ဘာဘာရက်ကွက်ဟာအဆိုးရွားဆုံးပျက်စီးသွားပြီးအင်ဂျီပေါင်းများစွာမြေခဲခဲ့ရပါတယ်။အစ္စရေးစစ်တပ်က10မိနစ်အတွင်းမှာပဲလက်ဘနွန်တဝန်းကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း100ကျော်လှုပ်ဆောင်ခဲ့တာပါ။အီရန်နိုင်ငံကတော့သူတို့ရဲ့မဟာမိတ်ဖြစ်တဲ့လက်ဘနွန်ကိုဒီတိုင်းကြည့်မနေဘူးလို့ပြက်ပြက်သားသားပြောဆိုလာပါတယ်။အီရန်တော်လှန်ရေးအဆောင်တပ်ဖွဲ့ကလည်းဟော်မုဇ်ရေလက်ကြားကိုပိတ်ပစ်လိုက်ပြီးလို့ညကပဲကြီးညာခဲ့ပါတယ်။ Hezbollah တွေကိုတယောက်တည်းပြင့်မထားပဲစစ်ပွဲတွေကိုပြန်ဝင်လာဖို့အီရန်ကအသင့်ပြင်နေပါပြီ။အီရန်ဟာ Hezbollah အဖွဲ့ကိုတစ်နှစ်ကိုဒေါ်လာတန်းပြောင်းများစွာထောက်ပံ့ပေးနေတဲ့အဓိကကြောတောင်နောက်ပံပါ။အခုဆိုရင်စစ်မီးက UAE နိုင်ငံအထိကူးဆက်သွားပြီးအခြေအနေတွေကပိုမိုရှုပ်ထွေးလာပါတယ်။အီရန်ကနေ UAE နိုင်ငံရဲ့ရေနံချက်စက်ရုံတွေကိုဒုံးကျည်နဲ့ပစ်ခတ်လိုက်ပြီလို့သတင်းတွေထွက်ပေါ်လာပါတယ်။ရေနံချက်စက်ရုံအတွင်းကနေမီဂိုးလုံးကြီးတွေအလစ်လိုက်တက်လာတာကိုဗီဒီယိုထဲမှာမြင်တွေ့နိုင်ပါတယ်။အရင်ကအီရန်ရဲ့ရေနံချက်စက်ရုံကို UAE ကတိုက်ခိုက်ခဲ့တာကြောင့်အခုလိုလက်တုံပြန်တာလို့အီရန်ကဆိုပါတယ်။အီရန်အရာရှိကြီးတွေက UAE ကိုစစ်တိုက်ချင်းရဲ့ပုံမနေပဲတိုက်ရိုက်ရေဆိုင်ဖို့စိန်ခေါ်လိုက်ပါတယ်။ အမေရိကန်ကတော့သူတို့ရဲ့မဟာမိတ်တွေကိုကာကွယ်ဖို့အတွက်စစ်တင်မောင်းနဲ့လီယင်းတွေကိုအသင့်ချထားပါတယ်။လာမယ့်ဧပြီလ17ရက်နေ့ဆွေးနွေးပွဲမှာပြည်လည်မှုရပါမလားဆိုတာတကဘာလုံးကစိုးရိမ်တကြီးစောင့်ကြည့်နေရပါတယ်။အကယ်၍သာစစ်ပွဲတွေစစ်ဖြစ်နေရင်ကမ္ဘာစီးပွားရေးနဲ့အတူမြန်မာနိုင်ငံအပေါ်မှာလည်းတက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ကုန်စည်နှုန်းတွေတက်လာပြီးအကျွေးအနွေနဲ့နစ်နေတဲ့မိသားစုတွေအသက်ပိုမိုခဲလာတော့မှာပါစစ်ပွဲရဲ့အနိဋ္ဌာယုံတွေကနေလူသားအလုံးလွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်